ကျေးဇူးပါကျွန်တော်အဲ့လိုမျိုးတွေပြောတော့ကျွန်တော်လည်းအားရှိတယ်ပေါ့နော်ကျွန်တော်လည်းပြောရတာပေါ့လောကမှာကျွန်တော်တို့မှတင်ဆရာမြင်ဆရာကြားဆရာဆိုတာရှိတယ်ဗျ။ကျွန်တော်တို့ကမန္တလေးစေးချောင်းဆိုတော့ကျွန်တော်အသေးနဲ့ပတ်သက်ရင်ကျွန်တော်တို့တင်ဆရာကဆရာဦးအောင်ကျော်ညွန့်နော်တင်ဆရာသူကလက်ချရာဆရာရလက်ချလာတင်သွားတာအေးတယ်သူတက်တက်ရနေတာသူလည်းသူကအသေးကင်ဆာနဲ့ဆုံးသွားတယ်ပေါ့နော်။မြင်ဆရာကြတော့ဆေးရုံမှာဆင်းရတာကြတော့ဥတ္တစိတ်အသေးနဲ့ပတ်သက်ရင်ကျွန်တော်မှတင်ဆရာမြင်ဆရာကြားဆရာ၃ယောက်ရှိတယ်ဒါထူးဆန်းဆန်းပြတာ။နော်ကျွန်တော်တို့ကလက်ချရာအဲ့တော့ဆရာဦးအောင်ကျော်ညွန့်ကလက်ချရာအသေးမှာနော်အရန်တော်တယ်ဆရာကြီးကနော်စိတ်ကူရလည်းတော်တယ်မြင်းဆရာကြတော့ဆေးုံဆင်းတဲ့ခါကျတော့ဥတန်ဆေးရဝက်မှာအသေးဝက်မှာဆိုတော့ဆင်းခဲ့ရတာဟောက်စာချင်းတော့ဆင်းခဲ့ရတာပေါ့နော်အဲ့လိုသွားတဲ့ခါကျတော့ဒါပေမဲ့အသေးမှာပဲကြုံခဲ့တာပေါ့ဒါကြီးအဲ့ဆရာကြီးတော့ဥတန်ဆေးကပမောက်ခဥတန်ဆေးကကျွန်တော်တို့ကမြင်းဆရာကိုကမြင်းနာလက်တွေ့ကူတာမြင်းရနောက်ကနေချက်လိုက်ခဲ့ရတာပေါ့နောက်ကနေဟောက်စာချင်းတော့လိုက်ခဲ့ရတာပေါ့နော်ကြားဆရာကြတော့ professor ဆရာကြီးကိုတက်ရှိနေသေးတယ်ခမောင်ဝင်းနော်ဒါကြားဆရာကျွန်တော်တိုက်ရိုက်တင်ရတာမဟုတ်ဆရာကြီးပြောခဲ့တဲ့ဟာတွေဟောခဲ့တဲ့ဟာတွေသူတို့တွေပြောခဲ့တဲ့ဟောခဲ့တဲ့ဟာတွေကိုကျွန်တော်တို့ကပြန် copy လုပ်တာ copy paste လုပ်ပြောတာပဲအဲ့တော့တင်ဆရာမြင်ဆရာကြားဆရာဆိုတာရှိတယ်ဒါတွေအကုန်လုံးကိုယ်ဆရာတွေကြီးပဲကိုယ်တိုင်မတင်ခဲ့ထပ်တူမတင်ခဲ့တယ်ကြားဆရာဆိုသူပြောတာနားထောင်တိုင်းသူ့ရဲ့နီးယူတော့ဒါကိုယ်ဆရာပဲကျွန်တော်မစော်ကားဘူးတင်ဆရာမြင်ဆရာကြားဆရာ၃အောင်ရှိတယ်အသင်းနဲ့ပတ်သက်ရင်ပေါ့နော်ကျန်တဲ့ထွေတွေပတ်သက်တဲ့ယောဂတွေဆရာတွေအများကြီးပဲထူးဆန်းဆန်းအဲ့ဆရာ၃ယောက်လုံးကတငယ်ချင်းတွေ same batch တွေအကုန်လုံး၃ယောက်လုံးအသေးကူတယ်ပြီးရင်မန္တလေးကျောင်းဆင်းနေဖြစ်နေဆရာကြီးတော့ရောက်တော့ကျွန်တော်လည်းမန်လေးကြောင်ဆင်မယ်အဲ့တော့ဒါလေးပြချင်တာပါကျွန်တော်ပြောချင်တာဒါလည်းအားရှိပါကျွန်တော်ကိုယ်တိုင်လည်းဒါဝန်ခံတယ်တင်ဆရာမြင်ဆရာကြားစာဆိုတာရှိတယ်ဆရာကြီး professor အခုမှဝင်တယောက်ပဲကျန်တော့တယ်ရှေ့ကဆရာကြီးကလည်းအသေးနဲ့ဆုံးသွားတယ်ဥအောင်ကျော်ညောဆရာဦးတက်ဆင်ကျွန်တော်ရဲ့မြင်ဆရာတင်ဆရာပေါ့သူကမှတင်ပေးတာဒါတင်သူလောက်တာကြီးကိုကကြည့်ခဲ့ရတာလေနောက်တစ်ခုကကျတော့ကြားဆရာဆိုတာလည်းရှိသေးတယ်ကြားဆရာဆိုတာကိုယ်တည်းရဲ့တင်တာမဟုတ်ဘူးဆရာဦးကမှဝင်ရကျတော့မန်လေးသားလည်းပဲသူကရန်ကုန်မှာသူ professor ကိုကျွန်တော်ခေတ္တကပွဲတွေနားထောင်နေတက်တယ်ဟောပြောပွဲတက်သမျှနားထောင်တယ်ဒါသူ့ရဲ့ concept တွေသူက vivo ဆို all tree သူကစပြောတာအဲ့လိုမျိုးသူက pioneer ကြီးပေါ့ပြင်တဲ့နဲ့ပတ်သက်တဲ့ဆိုရင်သူက pioneer ကြီးเนาะဆရာကြီးတို့ဒါထူးဆန်းဆန်းမှာကျွန်တော်ပြောတဲ့လေးပဲတင်ဆက်မြင်ဆက်ကြားဆရာ၃ယောက်ဆိုတာရှိတယ်ကြားဆရာဆိုတာလည်းအဲ့လိုပဲတန်မိုးထားရတယ်ခုကျွန်တော်ပြောတဲ့နားထောင်တယ်ဆိုရင်ဒါလေးကသူကျွန်တော်ကကိုယ်တိုင်မြင်တာမဟုတ်ပေမဲ့သူပြောတဲ့ဟာလေးပဲဒီဆရာပြောတာလေးပဲဆိုနားထောင်နေကြားလိုက်လို့တယ်ဆိုရင်ဒါကိုတန်ဖိုးထားတယ်ဆိုရင်ဒါကျေးဇူးတင်တယ်ကြားဆရာဆိုတဲ့အကြောင်းပြပြတာကြားနားနဲ့ကြားပြီးလိုက်လို့တာလေကိုယ်တိုင်မြင်တာလည်းမဟုတ်ဘူးရုပ်တော့မြင်တယ်အတန်ကြားတယ်ဒါပေမဲ့လူမမြင်ဘူးဟောခွာဒါပေမဲ့ကြားဆရာပဲဒါလည်းကြားဆရာတမျိုးပဲเนาะကြားပြီးတော့သင်ရတာပေါ့เนาะဒါကျွန်တော်ရဲ့အတွေ့အကြုံနဲ့ဒါကျွန်တော်ပြပြတာဒါတွေကကျွန်တော်ကြုံခဲ့ရတဲ့သင်ဆရာမြင်ဆရာကြားဆရာထူးထူးခြားခြားတငယ်ချင်းတွေလည်းဖြစ်တယ်မန္တလေးကျောင်းဆင်းတွေလည်းဖြစ်တယ်သက်တူတွေပြီးတော့အသေးတွေဆရာတွေကတော့အသေး